အားလုံးပဲမင်္ဂလာပါ Time Biz ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့လူကြီးမင်းတို့ကိုရာဇဝင်ထဲမှာသူတည်သွားတဲ့အခါမှာသူ့ရဲ့အုပ်ကူကိုကဘာပေါ်မှာရှိတဲ့ဘယ်ယောက်ျားသားတွေကမှရှာမတွေ့ပါစေနဲ့လို့ကျင်းစာတိုက်ခဲ့တဲ့ဘီရင်မတစ်ပါးအကြောင်းကိုပြောပြချင်ပါတယ်သူ့နာမည်ကတော့ဘီရင်မ Cleopatra လို့ခေါ်ပါတယ်သူ့ရဲ့ကျင်းစာကဘယ်လောက်ထိမှန်လဲဆိုတော့ဒီနေ့ထက်ထိကိုကျွန်တော်တို့ကသူ့ရဲ့အုပ်ကူကဘယ်မှာရှိလဲဆိုတာကိုသိချာမသိကြသေးပါဘူးဘီရင်မ Cleopatra ကတော်တယ်ထက်တယ်လှတယ်ဒါအပြင်တခြားသောစိတ်ဝင်စားတဲ့အကြောင်းအရာတွေလည်းရှိပါသေးတယ်ကဲဒီနေ့တော့ဘီရင်မ Cleopatra ကဘယ်လိုလူမျိုးလဲဆိုတာကို Time Biz နဲ့အတူတူရှာဖွေကြည့်လိုက်ကြရအောင်Cleopatra လို့ပြောလိုက်တာနဲ့လူတွေကသူ့ရဲ့လှပမှုတွေသူနဲ့ Julius Caesar ရဲ့အချစ်ဇာတ်လမ်းတွေကိုပဲများသောအားဖြင့်လူတွေပိုစိတ်ဝင်စားကြတယ်ပေါ့နော်ဒီမှာတစ်ခုက Cleopatra ကို Egypt ဘုရင်မအနေနဲ့ပဲသိကြပေမဲ့သူကတကယ်တော့ Egypt လူမျိုးမဟုတ်ဘူးသူကဒီ Greek မျိုးနွယ်ကနေပြီးတော့မွေးဖွားလာတယ်လို့အဲ့တော့သူက Cleopatra က Greek မျိုးဆက်ကဖြစ်ပေမဲ့လေ Egypt ဘာသာကိုတကယ်တမ်းပြောဆိုနိုင်ခဲ့တဲ့ပထမဆုံး Ptolemy ဘုရင်မဖြစ်ပါတယ်Egypt ဘာသာစကားအပြင်သူမဟာ Greek, Latin, Hebrew, Aramaic, Ethiopian အစရှိတဲ့ဘာသာစကားတွေကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်ခဲ့တဲ့အတွက်နောက်ပိုင်းမှာဘာသာစကားကျွမ်းကျင်မှုကသူမကိုလူထုနဲ့တိုက်ရိုက်ဆက်သွယ်နိုင်ပြီးတော့တကယ်ကိုမှပဲအင်အားကြီးမားတဲ့လူထုအင်အားတရက်ကိုတိဆောက်ရမှာအရန်ကိုမှအသုံးဝင်ခဲ့တဲ့အပိုင်းကဏ္ဍတစ်ခုလည်းဖြစ်ခဲ့ပါတယ်စီးပွားရေးရှုထောင့်ကြည့်မယ်ဆိုရင်လည်း Cleopatra ဘုရင်မအုပ်ချုပ်တဲ့ Egypt တိုင်းပြည်ကသူခေတ်သူအခါကတကယ်ကိုမှအချက်ချကြတဲ့နေရာဒေသတစ်ခုဖြစ်ခဲ့တယ်။မြေထဲပင်လယ်ဒေသတွေအတွက်ဒီ Egypt တိုင်းပြည်ကတကယ်ကိုမှပဲဂျုံကိုအဓိကတင်ပို့ရတဲ့နိုင်ငံတစ်ခုအနေနဲ့အရေးပါတဲ့ကဏ္ဍတစ်ခုမှရှိခဲ့တယ်။သူတို့ကဒီနိုင်မြစ်ကြောင်တစ်လျှောက်မှာဂျုံတွေစိုက်ပျိုးတယ်ပြီးတော့မှအဲ့ဂျုံတွေကိုတခြားဒေသတွေအသီးသီးတွေသူတို့ပြန်ပြီးတင်ပို့တယ်အဲ့အနေပြီးတော့ပြည်ပဝင်ငွေကိုသူတို့အနေနဲ့လက်ခံရရှိတယ်ဒါတင်ပဲလားဆိုတော့မဟုတ်ဘူးသူတို့စီမှာဒီ Cleopatra ရဲ့ဥဆောင်မှုနဲ့အတူသူတို့စီမှာအတီးတန့်သတ်မှတ်ထားတဲ့ဒီအခွန်စနစ်ရှိတယ်ပြီးတော့မှဒါအပြင်ပေါ့နော်ဒီမှာထူးခြားတာတစ်ခုကဘာလဲဆို Cleopatra ကအဲ့ခေတ်တုန်းကသူမရဲ့ပုံနဲ့ဒင်္ဂါပြားကိုသွန်းလုပ်ပြီးတော့ကိုမှတီချာလေးသုံးဆွဲခဲ့ပါသေးတယ်နိုင်ငံရေးရှုထောင့်နဲ့ကြည့်မယ်ဆိုရင်လေ Cleopatra ကသူ Julius Caesar က Egypt ကိုခဏလေးလာရောက်တဲ့အတော်အတွင်းမှာပဲ Cleopatra က Julius Caesar နဲ့ရအောင်ပူးပေါင်းတယ်ပြီးတော့မှသူ့ရဲ့အာဏာစက်ကိုပို့ပြီးတော့ခိုင်မာအောင်သူတိဆောက်နိုင်တယ်ဒါပေမဲ့လူတွေကပြောကြတာက Cleopatra က Julius Caesar ကိုအချစ်တကယ်ပဲချစ်ခဲ့တာလားဒါမှမဟုတ်ရင်နိုင်ငံရေးလက်ကွက်တစ်ခုအနေနဲ့သူအတုံးချခဲ့တာလားဆိုတဲ့မိခွန်းလည်းအများကြီးရှိတယ်ပေါ့နော်ဒါကဘာကိုပြောချင်တာလဲဆိုတော့ Julius Caesar တည်သွားပြီးတဲ့နောက်မှာ Cleopatra ကသူ Mark Antony ဆိုတဲ့ Julius Caesar ရဲ့ movement ပုံစံပေါ့နော် movement နဲ့ထပ်ပြီးတော့သူကပူးပေါင်းတယ်ပြီးတော့မှသူ့ရဲ့အာဏာစက်ကိုပို့ပြီးတော့ထပ်ပြီးတော့ချဲ့ထွင်ခဲ့တယ်ပေါ့နော်ဘလောက်ထိတောင်မှ Cleopatra ရဲ့အာဏာစက်ကဘလောက်တောင်ကျယ်ခဲ့လဲဆိုရင်အာရှအလယ်ပိုင်းထိကိုပဲသူ့ရဲ့အာဏာစက်ကွင်းကတက်ရောက်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့အာဏာစက်ကွင်းဆက်ချက်ရင်နဲ့ BC 31ခုနှစ်ရောက်တဲ့အချိန်မှာတော့ Actian စစ်ပွဲမှာ Cleopatra ကစစ်ရှုံးပြီးတော့သူ့ရဲ့ခေတ်တစ်ခေတ်ကလုံးဝကိုပဲအဆုံးသတ်သွားခဲ့ပါတယ် BC 30မှာ Antony တည်တယ်ပြီးတော့မှ Cleopatra ကလည်းအဲ့နောက်မှာသူ့ကိုယ်သူတက်တည်ခဲ့တယ်လို့လူတွေကယူဆကြတယ်ပေါ့အများဆုံးပြောကြတာကတော့ Cleopatra ကဒီ Egyptian cobra Egyptian မွေဟောက်ကြောင့်တည်ဆုံးခဲ့တယ်ဆိုပြီးတော့လူတွေကပြောကြတယ်တချို့သမိုင်းပညာရှင်တွေကတော့အစိတ်ရေကိုအသုံးပြုပြီးတော့ Cleopatra ကလှုပ်ကြံခံရတယ်စသဖြင့်အမျိုးမျိုးသူတို့အယူအဆတွေတော့အများကြီးရှိကြပါတယ်ရှေးဟောင်းစာရေးဆရာ Plutarch ကပြောတာကကျတော့ Cleopatra နဲ့ Antonio တင်ချိုင်းကူတူတူသွင်းခဲ့ကြတယ်ပြီးတော့မှ Cleopatra ကသူကျိန်စာတိုက်ခဲ့တာကသူ့ရဲ့လှုပ်ဝက်ကူဗိမာန်ကိုဘယ်ယောက်ျားသားတွေကမှရှာမတွေ့ပါစေနဲ့ဆိုပြီးတော့သူကကျိန်စာတိုက်ခဲ့တယ်ဆိုပြီးတော့ရှေးဟောင်းပညာရှင်တွေတော်တော်များများကပြောကြတယ်ဒီကျိန်စာကဘယ်လောက်ထိမှန်လဲဆိုတော့အခုချိန်ထိကို Cleopatra ရဲ့တင်ချိုင်းကူကဘယ်နေရာမှာရှိတယ်ဆိုတာကိုလူတွေကအခုချိန်ထိလုံးဝရှာမတွေ့သေးပါဘူး Cleopatra ရဲ့တင်ချိုင်းကူကိုအခုလက်ရှိမှာလူတွေအရှာများကြတာက Taposiris Magna လို့ခေါ်တဲ့မြို့သူက Alexandria မြို့အနီးနားမှာရှိတယ်ပြီးတော့မှလူတွေကယုံကြည်တာက Cleopatra ကသူ့ရဲ့တင်ချိုင်းကူကို
ကဘာပေါ်မှာရှိတဲ့ဘယ်ယောက်ျားသားတွေကမှရှာမတွေ့ပါစေနဲ့လို့ကျင်းစာတိုက်ခဲ့တာဖြစ်တဲ့အတွက်အမျိုးသမီးတွေများရှာတွေ့နိုင်မလားဆိုပြီးတော့ယုံကြည်ကြတယ်ပေါ့နော်အဲအတွက်လည်းဒီ Cleopatra ရဲ့တင်ချိုင်းကူကိုရှာဖွေတဲ့အဖွဲ့အစည်းတွေတော်တော်များများကိုအမျိုးသမီးတွေဦးဆောင်တယ်ဒီ Tapo Series Magna ရဲ့ project ကိုဆိုရင် Kathleen Martinez ကဦးဆောင်တယ်သူတို့ကဒီ2005ခုနှစ်ကလေးကစတင်ပြီးတော့တူဖော်ရည်တွေလုပ်နေတယ်လုပ်နေရင်းနဲ့ပဲတချို့အရေးကြီးတဲ့ပစ္စည်းတွေရှီဟောင်းပစ္စည်းတွေကိုလည်းသူတို့ရှာဖွေတွေ့ရှိခဲ့တယ်ပေါ့နော်ဒီမှာတွေ့ရတဲ့ပုံဆိုရင်ဒါက Cleopatra ခေတ်ကအသုံးဆောင်ပစ္စည်းတစ်ခုလို့ယုံကြည်ရတဲ့ပစ္စည်းပုံလေးဖြစ်ပါတယ်Cleopatra ကတော်တယ်ထက်တယ်သူရဲ့လက်ထက်မှာအီဂျစ်နိုင်ငံကတကယ့်ကိုမှအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ပို့ပြီးစိတ်ဝင်စားစေတာကသူ့ရဲ့ကျင်းစာစကားတစ်ခွန်းဖြစ်တဲ့သူ့ရဲ့သင်ချိုင်းကူကိုကဘာပေါ်မှာရှိတဲ့ဘယ်ယောက်ျားသားတွေကမှရှာမတွေ့ပါစေနဲ့ဆိုတဲ့စကားတစ်ခွန်းပဲဒါကြောင့်အကယ်၍များအနာဂတ်မှာ Cleopatra ရဲ့သင်ချိုင်းကူကိုရှာဖွေတွေ့ရှိခဲ့ကြလို့ရှိရင်အဲရှာဖွေမှုကိုဦးဆောင်တဲ့ခေါင်းဆောင်ကယောက်ျားဖြစ်မလားမိန်းကလေးဖြစ်မလားဆိုတာကိုတော့ကျွန်တော်အနေနဲ့တကယ်ကိုမှပဲရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကျွန်တော်စောင့်မျှော်ခြင်းတဲ့သတင်းတစ်ခုဖြစ်ပါတယ်ကျွန်တော်ရဲ့ season ကိုအဆုံးထိကြည့်ရှုပေးတဲ့အရာချင်းစီတိုင်းကျေးဇူးများတင်ပါတယ်နောက်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ပြပေးသွားမှာမလို့ဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါဦးကျေးဇူးများတင်ပါတယ်